မိုးလတ်လဆွေကလူတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွတ်မပေးပဲလှုပ်ကြံတပ်ဖြတ်ဖို့တိုက်တွန်းထားတဲ့ဗီဒီယိုကိုတင်ဆက်ပေးကြပါမယ်။မင်္ဂလာပါလေးစားပါတယ်ဒီနေ့ကတော့ဧပြီလ18ရက်ပါစနေနေ့ပေါ့နော်ဟိုကလေးပြောချင်လို့ပါကျွန်တော်တို့လူငင်းနေနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ရုရှားမှာဒါစူပါပါဝါပေါ့သမ္မတပူတင်သူ့ရဲ့အတိုက်ခံကောင်းဆောင်အလက်ဇင်နာဗာနီဆိုအဲ့ဒီကောင်ကိုသူကထောင်ထဲမှာထည့်ထားပြီးတနေ့ကျတော့သူကအင်တာဗျူးလုပ်ခိုင်းတယ်နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့အင်တာဗျူးလုပ်ခိုင်းပြီးနောက်နေ့ကျတော့အစိတ်မိပြီးသေးသွားပေါ်တင်ရွေးနောက်စူပါပါဝါနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတရှီကျင်းပင်သူ့ရဲ့အတိုက်ခံကောင်းဆောင်ပိုရှိလိုက်ခုချိန်ထိအချုပ်ထဲမှာထောင်ထဲမှာထည့်ထားတယ်ပိုရှိလိုက်ဘယ်တော့လွတ်မလဲဆိုတော့သမ္မတရှီကျင်းပင်အာနာစွန့်တဲ့အခါကျရင်လွတ်မှာပေါ့အဲ့လိုယူဆတယ်သမ္မတရှီကျင်းပင်ဘယ်တော့အာနာစွန့်မလဲဆိုတော့သူအခြေခံဝိကိုပြင်ပြီးအာနာယူထားတာဆိုတော့ခန့်မှန်းလို့မရအဲ့တော့ပိုရှိလိုက်ရလဲထောင်ထဲမှာပဲရိုးထုတ်ရမယ်သဘောရှိတယ်နောက်ဒီမိုကရေစီနိုင်ငံလို့ပြောတဲ့ဖိလစ်ပိုင်နိုင်ငံသူသမ္မတဖာဒီနာမာကိုစ်ဂျူနီယာသူ့ရဲ့အတိုက်ခံဖြစ်တဲ့အရင်သမ္မတဟောင်းဒူတာတေးကိုဟောင်းခေါ်ပြန်လာလေစိတ်မှာဖမ်းပြီးတော့ခါတဲ့နဲ့ ICJ ပို့ပလိုက်သူဖမ်းပို့တာICJ မှာတက်မရှိဘူးလေရဲလည်းမရှိဘူးသူကိုယ်တိုင်ဖမ်းပို့ပလိုက်တာအဲ့လိုရှင်းပြတယ်နောက်ကမ်ဘောဒီးယားဆိုလို့ရှိရင်တိုက်ခံကောင်းဆောင်ဆမ်မရန်စီခမာမီကိုချိချလို့မရအောင်ဆမ်မရန်စီရဲ့တပည့်ကိုပါလီမန်အမတ်ကိုဟိုမှာဘန်ကောက်မှာရှင်းပလိုက်တာဟွန်ဆန်းကတော့သူလှုပ်တာမဟုတ်ဘူးလို့ညင်းတာပေါ့ဒါပေမဲ့ကျွန်တော်ပြောတာနိုင်ငံအသီးသီးကသူတို့ခေါင်းဆောင်တွေဟာသူတို့တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆက်လက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ sustainable development ဖြစ်ဖို့အဲ့ဒါကိုသူတို့ကဖြစ်နိုင်ခြေရှိတဲ့ potential enemies တွေကိုခါရှင်းထုတ်တာအဲ့နိုင်ငံတည်ငြိမ်အေးချမ်းနေကြနော်ကျွန်တော်စီကသမ္မတကြီးတွေပေါ့ဦးသိန်းစိန်တို့သမ္မတကြီးဦးမင်းအောင်လှိုင်တို့ဗိုလ်ချုပ်ကြီးတွေကလာဗျာစစ်သားကြီးတွေဗျာတကယ်တိုက်ပွဲအလီလီနိုင်လာတဲ့စစ်သားကြီးတွေသဘောကျတော့စိတ်ထားကြတော့ဗျာအရန်နှုံညံ့တယ်ဗျာအရန်သဘောကောင်းတယ်အရန်ကိုချင်းစားတယ်အရန်ရှော့ပေါ်ပြီးတယ်မေတ္တာတရားတားထားတယ်ထားပါရပါတယ်တိတ်ပြီးတော့ short ပေါ်ပြီးတာတော့မကောင်းဘူးကျွန်တော်တို့ short ပေါ်ပြီးလို့၅ပါးနေမကောင်းတန်ခါစင်မှာမှောက်ပြီးပြီမွေအခုလွတ်လာတဲ့လူတွေပါညာဦးဝင်းမြင့်တို့ဦးဝင်းထေတို့ပါဒါကတော့အရေးမပါဘူးရပါတယ်เนาะသူတို့မွေခေါင်းပြတ်လို့ပဲအားဖြင့်သူအဲ့ဒီမွေကိုခေါင်းမဆက်မိဖို့အရေးကြီးတယ်မွေကိုခေါင်းဆက်မိအစိတ်ရှိတဲ့မွေဖြစ်သွားတယ်အဲ့ဒါလေးကိုလာပြီးတော့ကျွန်တော်တတိပေးတာပါကျွန်တော်စိတ်ထားမှာဖြစ်ပေါ်နေတဲ့အရာကိုကျွန်တော်ပုံမှန်လင်းတင်ပြတာဖြစ်ပါတယ်လေးစားပါတယ်